သမကိန်းနေအပိုင်းကိန်းနေလေ့လာပြီးပြီဆိုတော့ဒီတစ်ခေါက်မှာတော့ဒသမကိန်းကနေအပိုင်းကိန်းကိုဘယ်လိုပြောင်းလဲအပိုင်းကိန်းကနေဒသမကိန်းကိုဘယ်လိုပြန်ပြောင်းလဲဆိုတာကိုလွယ်ကူစွာပြောင်းတဲ့နည်းကိုကျွန်မကဒီဗီဒီယိုမှာမျှဝေပေးထားပါတယ်ကျွန်မနဲ့တူလိုက်ပြီးလေ့လာကြည့်အောင်နော်ဒသမကိန်းကနေအပိုင်းကိန်းကိုပြောင်းလုပ်မယ်ဆိုရင်ကျွန်မတို့ fraction ဘာအရင်ဆွဲမယ်ဆွဲပြီးသွားရင်ဒသမရဲ့เนาะဒီအရှိကတစ်ပြည့်တဲ့ကိန်းကြီးရှိတာကြည့်တယ်မရှိဘူးသူက0เนาะမရှိဘူးဆိုတော့ရပြီဆိုတော့ဒီမှာ10လီစိတ်ရှိမယ်ယာလီစိတ်ရှိမယ်โอเคဒါဆိုရင်နောက်ဆုံးအသေးဆုံးစိတ်ဓာတ်ယာလီစိတ်ဆိုတော့100ရေးလိုက်မယ်ပြီးရင်ကျမတို့ဒီမှာ decimal အနောက်ကเนาะ25တခါလေးရေးလိုက်ရုံပဲရေးပြီးသွားပြီဆိုကျမတို့ကအရှင်းဆုံးပုံစံပြောင်းပေးရမယ်ဆိုတော့25အလီနဲ့စပြီးတော့ဆိုကြည့်တော့ချင်းလို့ရနေတဲ့အတွက်25တက်လီ25လေးလီ100ဆိုတော့အဖြေက1/4 တန်းရပါပြီเนาะကဲ 0.8 ခုကနန်းတော့တစ်ပြည့်ကနန်းမရှိဘူးရပြီဒါဆိုရင်ကျမတို့ဒီမှာ8က10လီစိတ်မှာရှိတဲ့အတွက်10ရေးလိုက်ရုံပဲပြီးရင်8ကိုရေးလိုက်မယ်အရှင်းဆုံးပုံစံပြောင်းပေးရမယ်เนาะအပိုင်းလေးကိုမြင်တိုင်းအရှင်းဆုံးဖြစ်အောင်ပြောင်းပေးရမယ်ဆိုတော့8ကနေစစဉ်းစားတာပေါ့8လီထဲမှာ8ကော10ကောရှိရမယ်ဒါပေမဲ့8ပဲရှိရင်မရအောင်ခွန်ထဲမှာ8ကော10ကောရှိရမယ်မရှိဘူးဆိုတော့6 5 4 3 2နှစ်ကြမှသာဒီနှစ်ခုလုံးဖြေရရှိနေမှာဆိုတော့2 4လီ8 2 5လီ10ဆိုတော့အဖြေက4/5နောက်တစ်ခုဒီမှာတော့1ပြည့်ကဏ္ဍပါလာပြီဆိုတော့သူကအပြည့်ကိန်းဆိုတော့1ကြီးလိုက်ပြီဆိုတော့1မပြည့်ကဏ္ဍကတော့ဒီမှာတော့အပိုင်းကိန်းနဲ့ဖော်ပြပြီ10လီစိတ်ဖြစ်တဲ့အတွက်10เนาะ1ဆိုတော့ဒါအရှင်းဆုံးပုံစံဖြစ်နေပြီသူ့ကိုထိထက်ရှင်းအောင်လုပ်လို့မရတော့ဆိုတော့အဖြေရပါပြီဒီဘက်မှာလာပြီဆိုတော့3.12ဆိုတော့1ပြည့်နေတဲ့ကဏ္ဍ3ရှိအောင်ဆိုတော့3ပြီးတော့ကျွန်တော်တို့ဒီမှာလိုက်ကြည့်တယ်10လီစိတ်ယာလီစိတ် okay ဒါဆိုအသေးဆုံးစိတ်ဓာတ်ယာလီစိတ်ထိရေးလိုက်မယ်ပြီးလို့ရှိရင်12ကိုတင်လိုက်အောင်မယ်เนาะဆိုတော့312/100ပေါ့အဲ့ဒါဆိုရင်12/100ကို simplify လုပ်ပေးရမယ်အရှင်းဆုံးပုံစံပြောင်းပေးရမယ်ဆိုတော့12ကနေပြီးတော့စစဉ်းစားတယ်12လီထဲမှာ12တော့ရှိရပါတော့100မရှိဘူးလေဆိုတော့သူထက်ငယ်တဲ့ကဏ္ဍတွေစဉ်းစားတဲ့အချိန်မှာ12 17 10เนาะ9 8 9 6 5 4 4မှာတော့တွေ့ပြီဒီနှစ်ခုလုံးเนาะခြေလို့ရဆိုတော့အဲ့ဒါဆိုတော့4 3လီ12ဒါဆိုတော့4 25လီက100ဆိုရင်ကျမတို့ဒီမှာကလေးတွေမိတတ်တာဂိမ်းပြေကိုပြန်ရေးဖို့မေ့နေတတ်တယ်အဲ့ဒါကိုမမေ့ဖို့သတိပေးရမယ်ဆိုတော့ဂိမ်းပြေက3အပိုင်းကိန်းက3/25ဆိုတော့အဖြေက3/25ပါရှင်ဆိုတော့ဒီမှာဒသမကိန်းကနေအပိုင်းကိန်းကိုပြောင်းတဲ့เนาะပြောင်းလို့ရှိရင်သတိထားမှာကျမတို့ဒီကိန်းအပြည့်ကိန်းတွေရှိနေလားအပြည့်ကိန်းတွေရှိရင်အပြည့်ကိန်းကိုရင်ရေးရမယ်အပြည့်ကိန်းမရှိဘူးဆိုရင်တော့စရတယ်အပိုင်းကိန်းစရေးပြီး10လီစိတ်ယာလီစိတ်ထိရှင်ယာလီစိတ်100ရေးရမယ်ပြီးရင်ကဏ္ဍတစ်ခါတည်းเนาะနှစ်ခုရှင်2 digit ရှိ2 digit လုံးရေးပေါ့ဆိုတော့ထောင်လီစိတ်တာရှိခဲ့ရင်ဆိုတော့သူ့အောက်မှာ1000ရေးရမယ်ကဏ္ဍနေ3လုံးဆို3လုံးရေးရမယ်ဆိုတော့ဒီလောက်ပါပဲเนาะအပိုင်းကိန်းကနေသမကိန်းကိုကျမတို့ပြန်ပြောင်းမယ်ဆိုလို့ရှိရင်တော့ကျမတို့အဓိကအရေးကြီးတာပါလဲဆိုတော့ပိုင်းခြေတွေကိုကျမတို့က10သို့မဟုတ်100သို့မဟုတ်1000ဖြစ်အောင်ပြောင်းရမယ်ဆိုတော့လိုက်ကြည့်ရမယ်အပိုင်းကိန်းမြင်တော့အရှင်းဆုံးပုံစံပြောင်းရမယ်ဒါပေမဲ့သူက10 100 1000နဲ့เนาะဓာတ်ရိုက်လာနေဆိုတော့အရှင်းဆုံးပုံစံမပြောင်းမနဲ့ကျမတို့ကဒသမကိန်းတန်းသွားလို့ရတယ်ဆိုတော့ဒီမှာဆိုရင်13/25ဆိုရင်ကျမက25ကို100ဖြစ်အောင်လုပ်လို့ရတယ်လေ10ဖြစ်အောင်လုပ်လို့မရအောင်100ဖြစ်အောင်လုပ်လို့ရတယ်ဒါဆိုရင်သူ့ကိုကျမကเนาะ4နဲ့ညှောက်တယ်ဆိုသူ့ကိုလည်း4နဲ့ညှောက်လိုက်ဆိုတော့အဲ့ဆိုကျမဒီမှာဘယ်လိုဖြစ်သွားမလဲဆိုတော့73လေးလီကဘယ်လောက်လဲဆိုတော့50နဲ့เนาะ73လီမြရင်ကျမတို့ဘယ်လိုဆိုလဲဆိုတော့40လီ40 43လီ12 12ရဲ့40ပေါင်း52အဲ့လိုမျိုးလေးသင်ပေးရเนาะဆိုတော့25လီကတော့100ပါရှင်ဒါဆိုရင်တော့ကျမတို့ကယာလီစိတ်ထိရှိထားတယ်ဟုတ်လားယာလီစိတ်ထိရှိထားတယ်ဆိုတဲ့အတွက်ကျမတို့က2ကယာလီစိတ်5က10လီစိတ်မှာရှိတယ်ခုကဏ္ဍမရှိပါဘူးရှင်အဲ့တော့0.52ပါဒါ fraction ကနေ decimal ပြောင်းနေ okay ဆို42/200ဆိုကျမတို့က10ပြောင်းရလား100ပြောင်းရလား1000ပြောင်းရလားဆိုရင်ကျမတို့ဒီမှာတိရ even number ဆိုတဲ့အတွက်2နဲ့စားလို့ပြတ်တာ哦စားလို့ပြတ်တယ်ဆိုတော့သူ့ကိုကျမ reduce လုပ်လိုက်မယ်နော် reduce လုပ်လိုက်မယ်ဆိုတော့2 20လီက42 2 100လီနော်100လီ200ဆို2 100လီက200ပေါ့ဆိုတော့ဒီမှာကသူဘယ်လိုလေးပုံစံပြောင်းရလဲဆိုတော့21/100ဆိုတော့ဒီက1ကယာလီစိတ်နေရာမှာရှိနေမှာဆိုတော့1 2က10လီစိတ်နေရာမှာရှိမယ် point လာပြီ10လီစိတ်ပြီး point လာတာဟုတ်ပြီးလို့ရှိရင်ခုကဏ္ဍနေမရှိဘူးဆိုတော့0.21 okay so 1/5 10လောက်ရလား100လောက်ရလား1000လောက်ရလားစဉ်းစားတယ်ဘာလို့လဲကျမတို့ကတင်းမပြည့်ကဏ္ဍတွေကို10လီစိတ်ရှိမယ်ယာလီစိတ်ရှိမယ်1000လီစိတ်ရှိမယ်ဆိုတော့အဲ့ဒါ key point မယ်နော်ဆိုတော့ဒီမှာ10လောက်ရလွယ်တာ哦နော်10လောက်ရလွယ်တယ်ဆိုတော့ကျမ multiply သူက2ဒါဆိုရင် numerator လည်း multiply 2ဆိုတော့ကျမတို့
2 over 10ရပါပြီ2 over 10ဆိုတာ10လီစိတ်ထိ2က10လီစိတ်မှာရှိရဆိုတဲ့အတွက်2 10လီစိတ်ပြီးဟိုးနဲ့မှာလာပြီ 0.2 Okay နောက်တစ်ခုဆိုတော့ဒီမှာကတော့8ကိုကျွန်တော်တို့10 100 1000ပြောင်းရတာလွယ်နေဘူးလေဆိုတော့ဒါဆိုရင် simplify လုပ်လို့ရလားဆိုတော့ရှာကြည့်ရတယ်တူတယ်ရှာကြည့်ရတာပေါ့နော်2တန်လီ2 4လီ8 Okay ဆိုတော့ဒါကကျွန်မတစ်ခေါက်ရေးလိုက်မယ်1 over 4 1 over 4ဆိုတော့ကျွန်မတို့100လောက်ရတာလွယ်သွားပြီလေနော်သူ့ကိုဘာနဲ့မျှလိုက်လို့ရလဲဆိုတော့ကျွန်မတို့ဒီမှာ25နဲ့မျှရင်100ရမှာ哦ဒါဆိုရင်သူ့ကိုလည်း25နဲ့မျှရင်100ရမယ်ဆိုတော့ကျွန်မတို့ရဲ့အဖြေကဒါလေးကတော့အဆင့်လေးတစ်ဆင့်ပို့သွားရနော် simplify ပြောင်းလာဆိုတော့25เนาะဒီအောက်က100ဖြစ်သွားပြီဆိုရင်ကျွန်မတို့ decimal point ထုတ်တဲ့အခါမှာ0.25ရသွားပါပြီရှင်ဆိုတော့ဒီမှာအထက်ကအပိုင်းကနေသတ္တမကိန်းကိုပြောင်းမယ်ဆိုရင်10ပြောင်းလို့ရလားပိုင်းချီကို100ပြောင်းလို့ရလား1000ပြောင်းလို့ရလားစဉ်းစားရပါတယ်ရှင်ဆိုတော့ဒီမှာအရှင်းဆုံးပုံစံနဲ့အရင်ခြေကြည့်မယ်ဒီတိုင်းဒီဟာလေးဆိုလို့ရှိရင်တော့ကျွန်တော်တို့က25ကို4နဲ့မြောင်းရင်100ဖြစ်သွားပြီလေ73နဲ့ခြေလုံးမှမရဆိုတော့ဒီမှာကျတော့ကျွန်တော်တို့ကခြေကြည့်လိုက်တယ်100 okay 10ဖြစ်သွားပြီဆိုတော့တခါလေးရေးလိုက်ရုံပဲနော်ငါကျတော့10ပြောင်းလို့ရတယ် okay ဆိုတော့ 0.2 ဒီမှာ2 over 8 8ကျတော့10 100 1000မလွယ်နေဘူးဆိုတော့ကျွန်တော် simplify လုပ်လို့ရလားစဉ်းစားလို့ရတယ်။အော် simplify လုပ်လိုက်တဲ့အချိန်မှာ10 100 1000ပြောင်းရတာလွယ်သွားပါတယ်ရှင်။ဆိုတော့100ဖြစ်အောင်လုပ်လိုက်ပြီးတော့ 0.25 ရသွားပါပြီရှင်။